ဆိုတော့ဒီ period တင်ထားတဲ့လူတွေကအယောက်20ကိုကျွန်တော်တို့ Vivo Y05 ဖုန်းအလုံး20မဲဖောက်ပေးဦးမယ်မင်္ဂလာပါဒီနေ့ကြည့်ဆိုပါရစေဆိုတော့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Vivo ရဲ့အသစ်ထွက်လာတဲ့ V70 ကို unboxing လုပ်ပြီးတော့ရှိပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဖုန်းကိုမကြည့်ခင်မှာပူးထဲမှာဘာတွေပါမလဲအရင်ကြည့်မယ်ပေါ့နော် Okay ကျွန်တော်တို့ဘူးထဲမှာတော့ silicone cover နဲ့ကျွန်တော်တို့ warranty card တွေ manual guide တွေပါပါတယ်ပြီးတော့ကျွန်တော်တို့ Type C ကြိုးပြီး90 watt adapter နဲ့ကျွန်တော်တို့ SIM ejector ပါမှာဟုတ်ပြီဆိုတော့ကျွန်တော်ဘူးထဲမှာတော့ဒီလောက်ပဲပေါ့နော်ဆိုတော့ဖုန်းလေးကိုချက်ရှိုးမယ်ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ golden hour အရောင်လေးကဘယ်လိုလေးဖြစ်မလဲဆိုတော့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်အရောင်ကတော်တော်လေးလှရပေါ့နော်ဒီဖုန်းရဲ့ design ဘိုင်းနဲ့ဒီ golden hour color အတွဲအဆက်ကပေါ့နော်တော်တော်လေးစိတ်ကူးရင်ဆန်လို့ပြောရမလားပေါ့နော် elegant တော်တော်ဖြစ်တယ်ပြီးရင်ပေါ့နော်ဒီ frame တွေကိုလည်းကျွန်တော်တို့ aerospace grade aluminum သုံးထားတယ်ပေါ့နော်တော်တော်လေးလက်ထဲမှာကင်လို့ကောင်းတယ်ပြီး camera ကလည်းကျွန်တော်တို့သုံးလုံးပေါ့နော် Zeiss telephoto camera နဲ့ကျွန်တော်တို့ 10 state portrait တို့လည်းရိုက်လို့ရမှာပေါ့ Okay ပြီးတော့ power လေးတစ်ချက်ဖွင့်ကြည့်အောင်ကျွန်တော်တို့ပေါ့နော်ရှေ့ဘက်မျက်နှာပြင်ရတယ်ကျွန်တော်တို့ flat screen ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ပေါ့နော် V70 ရဲ့ဒီ golden hour color လေးအပြင်ကျွန်တော်တို့ဒီပေါ့နော်ရိုးရိုးရှင်းရှင်းမှကြိုက်တဲ့သူတွေအတွက်ကျွန်တော်တို့ simple ဖြစ်တဲ့ gray ပေါ့နော်မီကူးရောင်လေးလည်းလာပါမယ်ဒီ Vivo V70 ကိုပေါ့နော် April 23ကနေ May 1ရက်နေ့အထိ Vivo မြန်မာကနေသတ်မှတ်ထားတဲ့ site တွေမှာ pre-order တင်လို့ရတယ်ဆိုတော့ဒီ pre-order တင်ထားတဲ့လူတွေကအယောက်20ကိုကျွန်တော်တို့ Vivo Y05 ဖုန်းအလုံး20မဲဖောက်ပေးဦးမယ်ဆိုတော့ contribution တွေကိုတော့ကျွန်တော်တို့ မေလ2ရက်နေ့ V70 launch event မှာကျွန်တော်တို့ရွေးပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဖုန်းအသစ်ဝယ်ရင်းနဲ့ပေါ့နော်နောက်ဖုန်းတစ်လုံးပါကန်ဆန်းခွင့်ရမှာဆိုတော့ကျွန်တော်တို့အခုပဲ Vivo မြန်မာကနေသတ်မှတ်ထားတဲ့ site တွေမှာ pre-order တင်လို့ရပါပြီ